Hello တရားမြန်မာမုတ်လေးစားကျင်လို့ဈေးကိုသွားပြီးဝယ်ခဲ့ပါဈေးကမနက်ခင်းဈေးဆိုတော့တရားမနက်ခင်းစောစောသွားဝယ်ရပါတယ်တရားလည်းအမှရှိရဲ့ဗမာမုတ်တွေအကုန်ကိုတတုံးစီယူခဲ့ပါတယ်ရှင်ဒါမှန်တရားကောက်ညင်းအောင်တော့မြည်ခဲ့ပါဘူးကောက်ညင်းကတရားနဲ့မတည့်လို့တဲ့တော့အဲ့ဒီဆိုင်ကတရားတို့ကြောင်းတက်တုံးကကျောင်းမကလေးကရောင်းတာပေါ့နော်အမြဲတမ်းဝယ်စားနေကြဆိုင်လေးလည်းဖြစ်ပါတယ်ဒါပေမဲ့အခုတော့အနီးကကျောင်းမမရောင်းတော့ဘဲနဲ့ဈေးထဲမှာရောင်းတာစနိုးမကင်းဝယ်ပြီးတော့ရှေ့ကိုနည်းနည်းဆက်သွားတော့မုတ်လေးပြနဲ့ညာသားကြောကုန်းတယ်လေးတွေးလို့လည်းဝယ်ခဲ့ပါသေးရဲ့ရှင်မုတ်လေးပြနဲ့ညာသားကြောကုန်းကလည်းမြန်မာမုတ်တွေထဲမှာပါပါရဲ့ရှင်သူ့ရဲ့ရတာကြတော့စိတ်လေးဆိုတော့အရန်ကိုကောင်းပါပြီးတော့နို့ထမင်းမတော့ရလဲကြာလို့နို့ထမင်းလည်းဝယ်ခဲ့ပါတယ်အခုတရားဝယ်လာတဲ့မြန်မာမုတ်လေးကဈေးနှုန်းကလည်းရန်တက်တာပြီးတော့ရန်လည်းစားကောင်းပါရဲ့ဒါကကြောက်ကြောငပြောသည်ပူတင်တာကူပြီးတော့ရွှေကြီးဝယ်ခဲ့ပါရှင်ရွှေကြီးဟိုမှာကစုံရွှေကြီးပါရှင်အဲ့ဒါလေးဆိုရင်တတုံးမှာ900ပဲပေးရပါတယ်ပြီးတော့ညာသားကြောကုန်းနဲ့မုံလေးပြလေးကတရား1500ပို့ဝယ်ခဲ့ပါရှင်လို့ထမရလည်းတပွဲ1000ပါရှင်တရားအကြိုက်ဆောင်ကတော့ကြောက်ကြောရဲ့တာကူရဲ့ကစုံရွှေကြီးပါမုံလိုက်ပြနဲ့ညာသားကြောကုန်းကတော့နှစ်ခုလုံးကြိုက်ပါတယ်ဘာလို့လဲဆိုတော့စိတ်လေးနဲ့စားကောင်းလို့ထမင်းကတရားကတရားမထည့်ပဲနဲ့နိုးစီလေးထည့်ပြီးတောက်ပါရှင်အကြတော့ရတာလေးကပို့ပြီးလေးလေးပင်လေးနဲ့စားလို့ကောင်းပါရှင်နောက်ထပ်တရားကိုတောင်မြို့မှာသွားစားစေချင်တဲ့ဆိုင်လေးရှင်လဲ comment မှာမှန်ခဲ့လို့ရရနော် bye bye